love bigger gateway ဘယ်သူကြောင့်baby machine waking up gateway ဘယ်သူကြောင့်ကြုံနေတဲ့မိဘမဲ့ gateway ဘယ်သူကြောင့်ဘုံနေတဲ့နာဂတ်တို့မဲ့ gateway ဘယ်သူကြောင့်ဘယ်သူကြောင့်ဘယ်ကောက်ကြောင့်ဘယ်သူကြောင့်ဘယ်ကောက်ကြောင့်ဘယ်သူကြောင့်ဘယ်ကောက်ကြောင့်ဘယ်သူကြောင့်သူ့ကြောင့်နေကြောင့်မင်းတို့တွေပါဆက်ကပြောနေကြတဲ့တယောက်တစ်ပေါက်ကဲခုတော့ကလေးတွေကဖေမရှိအဖေဆိုတာကဘယ်မှမတည်ဆွေမရှိမျိုးမရှိသူ့လောကအထဲကိုရောက်လာ၏မိဘမဲ့ကေဟာမမင်းတို့တွေတွားကြည့်အပြစ်မဲ့တဲ့ကလေးငယ်တွေမရှိမှာအများကြီးရွှဲသူကလေးငယ်တွေလို့ကြောင်းထားစာမေးမရှိမကောင်းတာတွေမလုပ်ရဘူးလို့ဆုံးမနဲ့မေးမရှိမိဘတွေဘယ်မှာလဲမေးလာရင်ဖြေမရှိဒီကလေးတွေနေရာမှာကိုချင်းစာပြီးနေကြည့်ရောက်ခွက်ထဲကလူတွေကကြောင်းကြတယ်ဝင်းကစားကလေးတယောက်ကိုကောင်းရတယ်ညလုံးနဲ့တောင်းပါတဲ့အိမ်ပေါက်ဆရှောင်းပြတယ်ဒီကလေးကသူ့ကလေးနဲ့သူ့ချွေးနဲ့သူ့သွေးလဲဒီခေတ်ကြီးထဲမှာဖြစ်လာတဲ့ပြဿနာတွေကရှုပ်ရှက်ခတ်နေပြီပေါင်ချိန်လည်းမကယ်နိုင်ဘူးခေတ်ဆိုးစနစ်ဆိုးကမျိုးဆက်တစ်တွေမွေးပွားပြစ်ချင်တို့ပြစ်ထားကြချီထို့ထို့ခွေစားစားကဲဆိုဒီကလေးကတို့ရဲ့အတွေ့အတာဒီကလေးရဲ့ဘဝကိုပဲရေးထားပြီးစဉ်းစားနာကရဲ့ချေခွင့်များမြောင်းတဲ့ကြသွားတိုင်းပြည်ထဲမှာပုတ်ပွားနေတဲ့တဲ့များတောချုံတောင်ကြားကဘာကိုပြန့်သွား这个တိုင်းပြည်ကပုတ်ပွားကိစ္စတတိကြီးရှင်းပါလားဇာတိကြောင့်ပြတ်လာတဲ့နောက်ဆက်တွဲတွေလားစီးပွားရေးအောက်ကျနောက်ကျဖြစ်ဆိုတာဒါလားလူပွဲစီတွေကြောင့်မှဖောက်ပြန်မှုထိတ်တန့်ရောက်ညစ်ကြေးရဆိုတဲ့လူတွေခစ်စနစ်ကြောင့်ဒီစစ်ပြောင်းကျင်းစရတဲ့ဆောင်းပြန်လူတွေဖောက်ပြက်ဘာမီလို့တားတော့နေတာဖြစ်ပြက်တွေကကြောက်ပြက်ပေါက်ပြတဲ့လူပွဲစီတွေရုပ်ပြက်တွေဖြစ်နေစဲလိုက်မင်းနေတဲ့ love bigger gateway ဘယ်သူကြောင့် baby machine waking up gateway ဘယ်သူကြောင့်ကြုံနေတဲ့မိဘမဲ့ gateway ဘယ်သူကြောင့်ဘုံနေတဲ့နာဂတ်တို့မဲ့ gateway ဘယ်သူကြောင့်ဘယ်သူကြောင့်ဘယ်ကောက်ကြောင့်ဘယ်သူကြောင့်ရွှေလန်းချမ်းမိတဲ့အများပြလာကြမယ်အကြောင်းတခါမြန်မာသတင်းတွေထဲမှာတော့ It has 2,165 bricks in it and each brick stands for one မြန်မာပြည်ကနိုင်ငံရေးအကျဉ်းသားတွေရဲ့နေတဲ့ love bigger gateway ဘယ်သူကြောင့် baby machine waking up gateway ဘယ်သူကြောင့်ကြုံနေတဲ့